ပန်တိုဂျာကို1990ပြည့်နှစ်မှာဘရာဇီးနိုင်ငံရီယိုဒီဂျနေရိုပြည်နယ်မှာမွေးဖွားခဲ့ပါတယ်။သူ့ရဲ့ငယ်ဘဝဟာခက်ခဲကြမ်းတမ်းမှုတွေနဲ့ပြည့်နှက်နေခဲ့ပြီးတော့ငယ်စဉ်ကတည်းကဖခင်ဖြစ်သူကမိသားစုကိုစွန့်ခွာသွားတာကြောင့်မိခင်တူဦးရဲ့ကသူ့လိုမောင်နှမ3ယောက်ကိုရုန်းကန်ရင်းနဲ့သူ့ကိုပြုစုပြောင်းထောင်ခဲ့ရတာပါ။ပန်တိုဂျာအသက်17နှစ်လောက်မှာတော့မိခင်ဖြစ်သူကနောက်အိမ်အောင်ပြုခဲ့ပြီးတော့မိခင်ရဲ့ယောက်ျားဖြစ်သူမိုရက်ရဲ့လမ်းညွှန်မှုနဲ့အတူဘရာဇီးဂျူဂျစ်စုကိုစတင်လေ့လာခဲ့ပါတယ်15နှစ်လောက်မှာတော့သူ့အနေနဲ့ဂျီဇွတ်စုကိုအဓိကထားစ조사သင်ကြားခဲ့ပါတယ်ပန်တိုဂျာအနေနဲ့မွေထိုင်းကိုလည်းသင်ကြားခဲ့ပြီးတော့နောက်ပိုင်းမှာအမမီလောကဘက်ကိုကူးပြောင်းလာခဲ့တာလည်းဖြစ်ပါတယ်USC မြောက်ခင်မှာပန်တိုဂျာဟာဘရာဇီးပြည်တွင်းပွဲတွေမှာကစားခဲ့ပြီးတော့2014ခုနှစ်မှာတော့ Resurrection Fighting Alliance RFA နဲ့ Legacy Fighting Championship LFC တို့မှာ Flyweight Champion ဖြစ်လာခဲ့ပါတယ်2016ခုနှစ်မှာတော့ပန်တိုဂျာဟာ USC ပိုင်နဲ့ TUF Season 14မှာပါဝင်ဆင်ပြိုင်ကစားခဲ့ပြီးတော့ UFC ကိုရောက်ရှိလာခဲ့ခြင်းဖြစ်ပါတယ်။ဂျာနေနဲ့ TUF အဖွင့်ပွဲစဉ်မှာလက်စီ UFC Flyweight တန်းရဲ့အဆင့်2နေရာမှာရှိတဲ့ Brandon Monero နဲ့ရှင်ပြိုင်ကစားခဲ့ပြီးတော့အနိုင်ယူခဲ့ပါတယ်။ဒုတိယမြောက်ပွဲစဉ်မှာတော့ Kyle Francis နဲ့တွေ့ခဲ့ပြီးတော့တိုင်အဆုံးဖြတ်နဲ့အနိုင်ရရှိခဲ့ပါတယ်။နောက်ဆုံးပွဲမှာတော့ German Fighter Euromasa နဲ့တွေ့ဆုံချိန်မှာတော့အမှတ်နဲ့ဆုံးနေခဲ့ပါတယ်။2019ခုနှစ်ရောက်စီမှာတော့ TUS မှာဆုံးနေခဲ့ပေမဲ့သူရဲ့ကြန့်ခိုင်မှုနဲ့စွမ်းဆောင်ရည်ကောင်းတွေကြောင့် UFC ကစာချုပ်ချုပ်ဆိုခဲ့ပါတယ်2019ဇန်နဝါရီလမှာကျင်းပခဲ့တဲ့သူ့ရဲ့ UFC ပထမဆုံးကစားသမားအဖွင့်ပွဲစဉ်မှာတော့ Eric Chatter ကိုအနိုင်ရရှိခဲ့ပြီးတော့အဖွင့်လှခဲ့ပါတယ်2023ခုနှစ်ဇူလိုင်လမှာတော့ UFC 290ပွဲမှာတော့ပထမဆုံးအကြိမ်ချန်ပီယံလူခွင့်ကိုရခဲ့ပြီးတော့ Flyweight တန်းရဲ့ချန်ပီယံ Bernardo Moro ကိုအသေးအတန်ဆင်ပြိုင်ကစားခဲ့ပြီးတော့အမှတ်နဲ့ကန့်နိုင်ခဲ့ပြီးတော့ Flyweight တန်းရဲ့ချန်ပီယံအသစ်ဖြစ်လာခဲ့ပါတယ်။သူ့ရဲ့ပထမဆုံးအကြိမ်ကပတ်ကာကွယ်ပွဲအဖြစ် UFC 296မှာ Brandon Rival နဲ့ထိုးသက်ခဲ့ပြီးတော့အမှတ်သာနဲ့နိုင်ရရှိခဲ့ပါတယ်။သူ့အနေနဲ့2024မေလမှာ Arizal 2024ဒီဇင်ဘာမှာ Asakura 2025ဇွန်လမှာ Kaina Franto နဲ့ချန်ပီယံကပတ်ကာကွယ်ပွဲဖြစ်ထိုးသက်ခဲ့ပြီးတော့အနိုင်ရရှိခဲ့ပြီးဖြစ်ပါတယ်။ယခု9ချိန်မြောက်ကပတ်ကာကွယ်ပွဲအဖြစ်ကလာမဲ့ဒီဇင်ဘာ9ရက်နေ့မှာကျွန်တော်တို့ရဲ့ fighter လေး Joshua Ban နဲ့ထိုးသက်ရမှာပဲဖြစ်ပါတယ်။ UFC ကစားသမားဘဝတစ်ဆောက်မှာ14ပွဲနိုင်3ပွဲဆုံးထားတဲ့ပန်တိုဂျာအနေနဲ့လက်ရှိ UFC Flyweight သမိုင်းမှာနိုင်ပွဲဆက်အများဆုံးဖြစ်ုံမှသာမကချုပ်ကွက်နဲ့ပွဲသိမ်းအများဆုံးအဆုံးသတ်သူအဖြစ်ပါစံချိန်တင်ထားပါတယ်ပန်တိုဂျာအနေနဲ့လာမယ့်9ရက်နေ့မှာသူ့ရဲ့အာသာဂျက်အတွေ့အကြုံတွေကိုအသုံးပြုပြီးတော့တက်လူဂျိုဆူအာဘန်ကိုအနိုင်ယူနိုင်မလားဒါမှမဟုတ်လက်သီးချက်တအားမြတ်ပြီးရင်တက်ကြတဲ့ကျွန်တော်တို့ရဲ့ fighter လေးဂျိုဆူအာဘန်ကပဲအနိုင်ယူပြီးတော့ချန်ပီယံကပတ်ကြီးကိုပိုင်ဆိုင်နိုင်မလားဆိုတာကိုတော့ကျွန်တော်တို့လာမယ့်9ရက်နေ့မှာရင်ခုန်စွာနဲ့စောင့်မျှော်စုစားအားပေးရမှာပဲဖြစ်ပါတယ်ခင်ဗျာအသက်24နှစ်ရှိပြီဖြစ်တဲ့ဂျိုရှူအာဘန်အနေနဲ့ယခုစိန်ခေါ်ပွဲမှာအနိုင်ရရှိခဲ့ပါက UFC သမိုင်းမှာဒုတိယမြောက်အသက်ငယ်ဆုံးချန်ပီယံဖြစ်လာမှာပါဒါတွေမကသေးပါဘူးမြန်မာမှာရောအာရှမှာပါ UFC ချန်ပီယံကပတ်ရရှိခဲ့တဲ့ပထမဆုံးဖိုက်တာဖြစ်လာမှာပါနိုင်ငံနဲ့လူမျိုးကိုချစ်ခင်တဲ့ဂျိုရှူအာဘန်တယောက်လည်းယခုပွဲမှာအကောင်းဆုံးလုပ်ပြနိုင်ပြီးတော့ချန်ပီယံအသစ်ဖြစ်လာပါစေလို့ကျွန်တော်တို့ဆုတောင်းပေးနေနှုတ်ခွန်းဆက်သလိုက်ရပါတယ်ပြည်သက်များအားလုံးကျမ်းမှချမ်းသာပြီးတော့လူရင်းဆန္ဒများပြေဝကြပါစေခင်ဗျာ